တာပါလားပါရှင်ကျမကခရစ်ယာန်ပါရှင်ကျမကမွတ်စလင်ပါရှင်ကျမကဟိန္ဒူပါရှင်ဟုတ်ပါပြီခဏလေးနေကြပါဦးပေါ့နော်ကျမဒီနေ့ဘာသာရေးဆိုတာပါလေဝိညာဉ်ရေးဆိုတာပါလေဆိုတာကိုကျမရှင်းပြမယ်ကျမကတော့ဝိညာဉ်ရေးလုပ်တယ်ဘာသာရေးပြီးတော့ဝိညာဉ်ရေးလုပ်တယ်အဲဆိုတော့ဒီနေ့ဘာသာရေးနဲ့ဝိညာဉ်ရေးရဲ့ကွာခြားချက်ကလေးကိုကျမကရှင်းပြမယ်ဒီနေ့ခေတ်တော်များများလူငယ်တွေဘာလို့ဝိညာဉ်ရေးကိုစိတ်ဝင်စားနေလဲသူတို့ဘလို့တွေအသုံးချနေလဲဘာကြောင့်စိတ်ဝင်စားလဲဘာသာရေးတဲ့ဝိညာဉ်ရေးတွေကိုပို့လုပ်လာတာကိုတွေ့ရတယ်ဘာကြောင့်အဲ့လိုမျိုးလုပ်လဲဆိုတာကိုဒီနေ့ဗီဒီယိုမှာကောင်းလေးရှင်းပြသွားပါမယ်အဲဆိုတော့ကျမတို့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ဒီနေ့ကျမဘာသာရေးအကြောင်းကိုရှင်းပြချင်ပါတယ်ဘာသာရေးမှာစီကံတို့တရားတို့အယူဝါဒတို့ကျမ်းစာတို့အဖွဲ့အစည်းတို့ဆိုတာကအခြေခံထားတဲ့အဲ့ဒီယုံကြည်မှုစနစ်တစ်ခုကိုပြောတာဖြစ်ပါတယ်ဆိုတော့အဓိကအားဖြင့်ပေါ့နော်ဘုရားသခင်ဗုဒ္ဓပေါ့နော်ပြီးတော့ဒီအမြင့်ဆုံးသောအရာတွေကိုယုံကြည်ရမယ်အဲ့တော့ဆုတောင်းခြင်းဝတ်ပြုခြင်းစီကံရှိခြင်းပေါ့နောက်မှားတယ်မှန်တယ်ကောင်းတယ်မကောင်းတာကိုသတ်မှတ်ပေးထားပါတယ်ဘာသာရေးဆိုတာကတော့လူအစုအဝေးဘုရားကျောင်းတွေဆရာတော်တွေတန်ဃာတော်တွေဒီလရှင်တွေအများကြီးရှိတယ်အဲ့တော့ဘာသာရေးမှာဒါတွေနဲ့ဖွဲ့စည်းထားပါတယ်ဥပမာဘယ်ဘာသာတွေလဲဆိုလို့ရှိရင်တော့ဗုဒ္ဓဘာသာခရစ်ယာန်အစ္စလမ်ဟိန္ဒူအစရှိတဲ့ဘာသာရေးဆိုတဲ့အဖွဲ့အစည်းတွေလည်းအများကြီးရှိပါတယ်အဲ့တော့ဘာသာရေးကဘာကိုပြောတာလဲဆိုရင်အပြင်ဘက်ကိုလမ်းညွှန်ပေးတာဘာကိုအပြင်ဘက်လဲလူစိတ်ရဲ့အပြင်ဘက်လူရဲ့အပြင်ဘက်ကိုလမ်းညွှန်ပေးတာကိုဘာသာရေးလို့ခေါ်ပါတယ်တဲ့နောက်တစ်ခုကတော့ဝိညာဉ်ရေးဆိုတာကတော့ကိုယ်အတွင်းစိတ်တတိအသိအမြင်နဲ့အတွင်းငြိမ်းချမ်းမှုတွေကိုအဓိကထားတာဖြစ်ပါတယ်တဲ့နော်အဲဆိုတော့အဓိကအချက်တွေဘာသာရေးနဲ့မဆိုင်တဲ့ဟာတွေဘာသာရေးနဲ့ဒါဘာမှမဆိုင်ဘူးပေါ့နော်စီကံတင်ကြက်မထားဘူးသူတို့လွတ်လပ်ကိုကိုယ်ွယ်တယ်လေလွတ်လပ်တွေးခေါ်တယ်ကြံစတယ်ပေါ့နော်နောက်တစ်ခုကိုသိလာဖို့အရေးကြီးတယ်ဆိုပြီးတော့ခံယူထားကြတယ်တဲ့နောက်တစ်ခုခံစားမှုသတိရှိမှု awareness အဲ့ဒါတွေကိုအဓိကထားပြီးတော့လမ်းညွှန်ပေးတာကိုဝိညာဉ်ရေးလို့ခေါ်ပါတယ်တဲ့နော်ဥပမာဒီဘာသာရေးထဲမှာလည်းလောက်ကြပါတယ်ဒီဝိညာဉ်ရေးဘက်မှာအဓိကလောက်တာပါသတိပဋ္ဌာန်ပေါ့မေတ္တာထားခြင်းကိုယ်အတွင်းအတန်ကိုကိုယ့်အကိုပြန်နားထောင်တဲ့ဟာတွေနောက်တစ်ခုကအသက်ရှူမှုကိုသတိထားတာတွေဒါတွေကိုဝိညာဉ်ရေးကအတွင်းဘက်ကသဘောတရားကိုရှာတာဖြစ်တယ်ခုနတုန်းကပြောခဲ့တဲ့ဘာသာရေးကဘာကိုရှာတာလဲဆိုရင်တော့အပြင်ဘက်အချမ်းကိုရှာတာဝိညာဉ်ရေးကြတော့အတွင်းမှာရှိတဲ့ဥစ္စာကိုရှာတာဖြစ်ပါတယ်ဒါဆိုကျွန်မဘာသာရေးနဲ့ဝိညာဉ်ရေးရဲ့ကွာခြားချက်ကလေးကိုနည်းနည်းအတူချုံပြောပြခြင်းပါတယ်မှဘာသာရေးဆိုတာဗာလဲအပြင်ဘက်စနစ်ဝိညာဉ်ရေးဆိုတာကတော့အတွင်းဘက်အတွေ့အကြုံတွေကိုပြောပြတာဖြစ်တယ်နောက်တစ်ခုဘာသာရေးမှာစီကံတွေကများတယ်ဝိညာဉ်ရေးမှာလွတ်လပ်မှုပဲရှိတယ်စီကံမလိုဘူးပေါ့နော်နောက်တစ်ခုကဘာသာရေးမှာတော့ယုံကြည်ရမယ်ဆိုတဲ့ဟာကရှိတယ်ဒီဝိညာဉ်ရေးမှာတော့သိမြင်လာခြင်း enlightenment လို့ခေါ်တာသိမြင်လာခြင်းကိုဦးစားပေးတယ်နောက်တစ်ခုကဘာသာရေးမှာအဖွဲ့အစည်းရှိတယ်ဒါပေမဲ့ဝိညာဉ်ရေးမှာတော့ကိုခီးကိုသွားပဲကိုယ့်အကိုကြင့်ကြံတယ်ကိုယ့်အကိုရောက်ရှိတယ်ကိုယ့်အကိုသိမြင်တယ်ဒီသဘောလေးဖြစ်ပါတယ်အဲကြောင့်မလို့ကျွန်မအရေးကြီးတဲ့အချက်တစ်ခုကိုထပ်ပြောပြမယ်အဲဆိုတော့ဘာသာရေးရှိလေဝိညာဉ်ရေးမရှိနိုင်တချို့လူတွေမှာဘာသာရေးကအရန်ကိုင်းချမ်းတယ်ဒါပေမဲ့ဝိညာဉ်ရေးမှာ weak အရန်ကိုအားနေတယ်နောက်တချို့လူတွေမှာကြတော့ဝိညာဉ်ရေးလည်းရှိတယ်ဘာသာရေးကမရှိဘူးဒီမှာကြည့်နေတဲ့မိတ်ဆွေကဘယ်ထဲမှာပါလဲပေါ့အကောင်းဆုံးကိုကျွန်မညွှန်ပြပေးပါမယ်အဲ့ဒါကတော့နှစ်ခုစလုံးညီမျှနေခြင်းကိုခေါ်တာဖြစ်ပါတယ်တဲ့နော်ဘာသာရေးကဘာနဲ့တူလဲဆိုလို့ရှိရင်ကျမတို့မြေပုံနဲ့တူတယ်အဲဆိုတော့မြေပုံကိုသိမှတ်ရတယ်အဲဆိုတော့ဝိညာဉ်ရေးကဘာနဲ့တူလဲဆိုရင်ဝိညာဉ်ရေးကအခုခေတ်အများကြီးပေါ်လာတဲ့ GPS နဲ့တူတယ်မှာ GPS system ဆိုလို့ရှိရင်အခုထောက်အခုရောက်အခုသိအခုမြင်အဲ့လိုမျိုးအခုခေတ်ကအရန်လျင်မြန်တဲ့ဟာကိုကြိုက်တဲ့အတွက်ကြောင့် GPS system ပါပဲတဲ့။ကြောင့်မလို့ဘာကိုပဲသုံးနော်ဘာသာရေးကိုသုံး
ဝိညာဉ်ရေးကိုသုံးဒီမြေပုံ33ရောက်မှာပဲ GPS သုံးလဲရောက်မှာပဲအဲဆိုတော့ကိုယ့်ရဲ့သဘောပါပဲလူငယ်တွေတော်တော်များများဘလို့အသုံးပြုနေလဲဆိုတာကိုဆက်ပြီးတော့ကျွန်မရှင်းပြပါမယ်